嘿呀，把片呢，面那样，懵懂呢，把你爱呢表。我細件啊，對你啊啩，拋冇咗㗎又，但係咗㗎，而且咩啩？哦，發生落嚟咪啲，即係你多多年嚟啩。人哋打你補你啲。嘿呀，嘿呀，第二季哦，那ဒီမှာမင်းနေတာဒီကိုကြည့်哦。အေးပါကွာမင်းကလည်းငါတစ်ခါမှမမြင်ဘူးလို့ပါကွာမင်းက。哦，嘿呀，阿မျိုးမိတ်ဆက်ပြအောင်မယ်။ဒါငါညမဝမ်းငွေလေး မင်းတို့ကလည်းကွာမောင်နှမသာဆိုရနော်ဘသူမှတော်တော်ကွာလေကွာ ။ငါနည်းနည်းပုံမဲလေ။ဘာလို့ပြောနေငါလှုပ်ထလိုက်အောင်မယ်။ငါလှုပ်ထလိုက်အောင်မယ်။ဒီမှာငါစကားအတီးပြောမလို့နော်။သေချာလေးနားထား။ဒါငါညမဝမ်းငွေလေး။ငါညမလေးကမြို့မှာကြောင်းတက်ပြီးတော့စိုက်ပျိုးရင်းနဲ့ဘွဲရလာတာ။အခုစိုက်ပျိုးကုမ္ပဏီတစ်ခုမှာအလုပ်လုပ်နေတယ်။ဒီရွာကိုရောက်တော့ငါစိုက်ခင်းကိုလိုက်ကြည့်ရင်းနဲ့လိုအပ်တဲ့ဟာလေးတွေကိုစီမံကန်ကွဲပေးနေတာ။မင်းစိုက်ခင်းထဲမှာလိုအပ်တာတွေရှိလို့ရှင်သူ့ကိုမေးလို့ရတယ်။အဲ့ဒါပြောမလို့ ကြည့်အောင်ဝမ်းသာပါရှင် ကျွန်တော်လည်းအတိုင်းမသိဝမ်းသာပါညီမလေး အော်ဒါနဲ့အကိုဆွဆွကပြောတန်ကြားလိုက်တယ်အကိုစိုက်ခင်းမှာဖောင်းမွေကြနေလို့ဆို ကျွန်တော်နှလုံးသားလေးကဗျာအခုရွယ်ဒီရှေ့ရမဲ့သူမရှိတော့တန်ကြီးတွေတက်ပြီးမှုတွေဆွဲနေတာဗျာအဲ့ဒါညီမလေးကုပြီးလို့ရမလား တော်ဆိုးနေပါပြီ ညီမပြောတာအကိုစိုက်ခင်းနဲ့ကမှုကြတာကိုပြောရပါလူကတော့ဆရာဝန်ပဲပြလိုက်နော် ဒါဆိုလဲဗျာကျွန်တော်စိုက်ကင်းနဲ့အပင်တွေအတွက်ဒီလန်ကောင်းလို့ရှိရင်ညှို့မေးသွားပါဦး မှုရောဂါအတွက်ဆိုလို့ရှိရင်ဝိဇာရရဲ့မှုစုံတိုင်းဆေးရှိရလေ ဟောယော သူကဖောင်းမှုရွက်ပြောက်ယောဂတန်ကြီးယောဂနဲ့ခန္ဓာမာကြောက်ယောဂတွေကိုအကောင်းဆုံးကာကွယ်ကုသနိုင်နေနိုင်တယ် ကျေးဇူးပါပဲဗျာဒီလိုစီးစမ်းကောင်းနေဆိုတော့ကျွန်တော်စိုက်ကင်းလေယောဂကင်းသွားတော့မှာပေါ့နော်ဟောရီကညီမလေးညှို့မေးတာဆိုတော့ပူလို့တောင်ဆောင်းဝင်ထင်တယ် ညီမကစွမ်းတာမဟုတ်ပါဘူးကိုရဲ့ဝိဇာရရဲ့မှုစုံတိုင်းကစွမ်းတာပါ ပြူစရာကြီးအဲ့ဒါဖြန်းစည်းနော်တောက်စည်းမဟုတ်မာလကီးလည်းရသွားအောင် သိ ပဲ ပါရဲ့ကွာမင်းရလဲ အဲ့ဆိုလို့ရှိရင်ညီမတို့ခွင့်ပြုပါအောင်နော်အော်ဒါနဲ့လေအခုနှလုံးသားလေးမှုဆွဲရလဲခင်းဆိုင်အောင်နော်ဒါမျိုးကြဆီးရှိတာမဟုတ် စီရရှိပါရဲ့ဗျာအခုလေးတွေမှတွေ့သွားရဲ့ စစ်မှန်ပြေဝဝိစာရ တီးနံပင်များမှမှုယောဂအမျိုးမျိုးအတွက်တစ်ခုတည်းသောအာမခံချက်မှုဆုံးနိုင်ဖားဥမှုနဲ့မှုယောဂအမျိုးမျိုးကိုကာကွယ်ကုသဖို့မှုဆုံးနိုင်ကိုသုံးကြပါစို့